ဟိုရှိတ်နေထိုးတယ်ဖိတ်နေထိုးတယ်ထိုးလိုက်ကွာတော်တရားထိုးထစ်သွားတယ်မြင်လားအဲ့မှာထစ်သွားတယ်ဟုတ်တယ်မလားထစ်သွားဗလန်နဲ့ဖြီးတဲ့ခါကျဘာလို့ဒီအထစ်ကိုမဖြီးနိုင်တာလဲဆိုမင်းတို့ဖြီးတာဘယ်လိုဖြစ်နေလဲဒီမှာမြင်လားဘာဖြစ်သွားလဲထက်ထစ်သွားဟုတ်တယ်နော်ဘာဖြစ်သွားလဲအဲ့လိုထင်းနေတယ်အပေါ်တက်တာမလားဟုတ်လားမဟုတ်လားအဲ့ဒါပြဿနာရှိတယ်ဒီမှာကြီးအဲ့လိုအထစ်တွေကိုဖြီးမယ်မှာဆက်တနေရထစ်ပြထစ်သွားပြီပေါ့ဒီမှာဟုတ်လားထစ်သွားပြီနော်ဒီမှာဒါဆိုဖိတ်မောကွာဒါဆိုအပြောင်ထိုးလိုက်တယ်ဟုတ်တယ်မလားဖိတ်မထားလိုက်တော့ဖြီးမယ်ဘီးနဲ့ဖြီးတာဘလန်နဲ့ဝင်တာတွေ့ပါနော်ဒီမှာဒီဘီးဒီအပိုင်းကြီးက1.0ရှိတယ်ဒီပိုင်းက1.5ရှိတယ်နော်ဒါအကုန်လုံးဆွဲချလိုက်အကုန်လုံးဆွဲတင်လိုက်ရင်0.5ရှိတယ်ဟုတ်တယ်နော်အဲ့မှာမင်းတို့0.5နဲ့ဖြီးမယ်ဆိုဒီလိုဖြီးရမှာမြင်လားအဲ့ဒါလေးဒီမှာဟုတ်လားအဲ့လိုလေးဖြီးရမှာဟုတ်တယ်နော်ဒီမှာအဲ့တော့ဘီးနဲ့ဖြီးမယ်နော်ဒီမှာဘီးနဲ့ဖြီးမှာအထစ်တွေဘီးနဲ့ဖြီးမယ်မကြည့်ဘီးအဖျားလေးထည့်ဘာလေးထည့်ရဘီးအဖျားလေးမှာဘီးအဖျားလေးဘီးအဖျားလေးကဘယ်ကိုထောက်အောင်မလဲဒီနေရန်ကိုထောက်ဥယျာဉ်ဆိုနေရန်ကိုထောက်ဒီမှာဒီညာလေးဆရာပြပြအဲ့တော့မင်းတို့ကဒီလိုကြီးတွေမဖြီးနဲ့ဟုတ်လားမကြီးအဖျားလေးထောက်ဘာလေးပဲဒီအဖျားလေးမကြီးအဲ့ဒါလေးဆရာပြပြဒီကိုနေရန်ကိုထောက်တာဆွဲတယ်နေရန်ကိုထောက်တာဆွဲတယ်နေရန်ကိုထောက်တာဆွဲတယ်အဲ့လိုနေရန်ကိုထောက်ပြီးအဲ့လိုဆွဲပြီးတော့ဖြီးတာဗလန်နဲ့ဝင်တာကဒါတွေအကုန်လုံးကိုတခါတည်းညီွားနေတယ်မင်းတို့အဲ့လိုမဖြီးဘဲနဲ့မင်းတို့ကဒီလိုတွေဖြီးနေလို့ညီသွားကြမင်းတို့အခုမှစတင်တာဖြစ်တဲ့ကြောင့်ဒီဘီးကက်ကြီးတွေဘီးမော်တာတွေမနိုင်သေးတာဖြစ်တဲ့ကြောင့်အဲ့လိုဖြီးခြင်းအပြင်နေရန်ကိုဒီကောင်မင်းတို့မထောက်နိုင်ဒီဘီးကမထောက်နိုင်ဟုတ်လားဒီဥယျာဉ်နေရန်မထောက်နိုင်မကြီးမြင်လားနေရန်ကိုအဖျားနဲ့ဖြီးရင်ဒီနေရန်လေးကိုတရားထောက်ဒီဘီးအနှောင်လေးထောက်အရင်နဲ့ဖြီးမယ်ဆိုရင်ဒီအနှောင်လေးထောက်ဒီအကွာဝေးကကိုလိုချင်တဲ့တော့ကိုဒီမကြီးဆရာဒီနေရာကိုဖြီးရမယ်ထောက်ပြမယ်ကတ်လို့ရတယ်ခွာလို့ရတယ်ဘာထောက်တာအနောက်ထောက်တာမင်းတို့ကအဲ့နောက်ကိုမထောက်ဘူးလေကားနဲ့နေရန်ကိုထောင်တတ်တယ်လို့ကွာအောက်ခြေလွတ်သွားတော့ဘာဖြစ်သွားလဲပြုတ်ကြသွားအဲ့တော့အလဲမှာဟပါအဲ့တော့မကြီးထောက်တာမင်းလားဒါထောက်တာထောက်တယ်ဆိုဒီနေရာကိုဖြီးမယ်ဆိုရင်ဒီအကွာဝေးလောက်ကိုဖြီးမဲ့နေရာလောက်ပဲလန့်ထောက်ပေါ့ဟုတ်တယ်မဒီနေရာကိုဖြီးမဲ့ရမယ်ဒီနေရာလောက်သွားထောက်လို့မရဘူးလေဒီနေရာလောက်ကြော်ထောက်လို့မရဘူးထစ်မှာပဲနှလုံးထဲမှာမြင်လားမသိရှားပေါ့လားအဲ့တော့ကွာဒီမကြီးထစ်လိုက်ပြီထစ်လိုက်ပြီကိုဒီနေရာကိုဖြီးမယ်ဒီမကြီးဖျားလေးနဲ့ဖြီးဟောမြင်လားဘာထောက်တာအနှောင်လေးထောက်တာဒီမှာဒီမြောက်ဖြီးဘာထောက်တာအနှောင်လေးထောက်တာဟုတ်တော့ဘာလို့လဲပြည်သွားပြီနောက်ဒီမှာကြီးစားပြရတယ်ထစ်သေးလားထစ်တယ်ဟုတ်လားဟုတ်ဒါကြီးထစ်နေတယ်ဒီမှာအပေါ်ရောက်ရင်မပါအပေါ်ရောက်ရင်မဖြီးအပေါ်ရောက်ရင်မဖြီးဟောဒါဆိုပါပြောပြည်သွားဒီနားလေးကြံနေအမဟောမြင်လားဘယ်ရောက်ထောက်တာဥယျာဉ်ကိုဥယျာဉ်နေရလို့ထောက်ပြီးထိုးတဲ့ခါကျဘီးမငြိမ်ဘူးလားငြိမ်သွားပြီလေဒီမှာဟောမြင်လားနော်ဒီမှာဒီဘက်ကိုလည်းအဲ့လိုပဲဒါလေးကိုဖြီးနေမှာဟောဘာကိုထောက်တာလဲပါးရတယ်ဆိုဘာလေးနဲ့ထောက်အဖျားလေးနဲ့ထောက်ပါထူသွားရင်အရင်နဲ့ထောက်ပါရင်အဖျားလေးနဲ့ထောက်ထူသွားရင်အရင်နဲ့ထောက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 ်ဟောဘာပြောလဲဖြီးတာဘယ်လောက်ကြာရပါလားဒါမနော်ဆိုတော့ဒီအားလုံးမိတ်ဆွေကြပါနော်ကျေးဇူးပါဆရာ